အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခိုးရပါတာစကားကိုအញ្ញံဆုံးဖြက်လက်နေတယ်တရားလူမျိုးကဲ့သို့အတန်ထက်မမှန်နဲ့တည်ယူနိုင်အောင်ဘယ်လိုလေ့လာရမလဲဆိုတဲ့ tips 3ခုကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အားလုံးလိုက်ကြည့်ကြမယ်အဲ့တော့လူတွေကပြောတယ်ပေါ့နော်ကျမကိုအမရဲ့အတန်ထက်ခိုးရအတန်ထက်အရန်ကောင်းတယ်ပေါ့နော်ဘယ်လိုလေ့လာရမလဲအမဘယ်လိုလေ့လာခဲ့လဲလို့ပြီးကျမအမြဲတမ်းပြောလို့ရှိတဲ့တခုကပါလဲဆိုရင် listening ပါ listening ကိုနိုင်အောင်လုပ်ရပါမယ် listening ကိုများလုပ်တဲ့သူကဒီခိုးရပါတာစကားပဲမဟုတ်ဘူးနော်ဘယ်ပါတာစကားဖြစ် listening နိုင်တဲ့သူကအမြန်ဆုံးတက်ကြွနိုင်အမြန်ဆုံးတန်းတန်ရောက်နိုင်တဲ့နည်းလမ်းတစ်ခုပါဥပမာပြောရမယ်ဆိုလို့ရှိရင်ဖျဲသီးတစ်လုံးလိမ့်နာနဲ့ဒီနန်းစိတ်တစ်လုံးလမ်းစိတ်တစ်စိလိမ့်နာနဲ့တူတယ်ပေါ့နော်အဲ့တော့ listening မလုပ်ဘဲနဲ့ listening မနိုင်တဲ့သူတယောက်စာလေ့လာတယ်နဲ့ listening နိုင်တဲ့သူတယောက်စာလေ့လာတယ်ဆိုတဲ့ဟာကဖျဲသီးနဲ့နန်းစိတ်လိမ့်နာနဲ့တူပါတယ်ဖျဲသီးကိုလိမ့်လိုက်မယ်ဆိုလို့ရှိရင်တစ်ခေါက်လိမ့်လိုက်တာတဲ့အဝေးဆုံးကိုရောက်နိုင်တယ်ပေါ့နော်ဒါပေမဲ့နန်းစိတ်ကိုပဲလိမ့်မယ်ဆိုလို့ရှိရင်ကတော့သူကအရန်စူးစမ်းမှလိမ့်မယ်လေတန်းတန်ရောက်ဖို့ဆိုတာအရန်ဝေးသေးတယ်ပေါ့နော်ဒါကြောင့်မလို့ listening နိုင်တဲ့သူကကျတော့ဖျဲသီးလိမ့်နာနဲ့တူပြီးတော့ listening မနိုင်ဘဲနဲ့စာလေ့လာတဲ့သူကကျတော့နန်းစိတ်တတိလေးတစီလိမ့်နာနဲ့တူပါတယ်ဥပမာနောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကလေးငယ်လေးတွေပေါ့နော်ကလေးငယ်တတိလေးတွေကသူတို့ကဘာသာစကားဘာမှလည်းမပြောတတ်ဘူးသူတို့ကတည်ယူခဲ့တာလည်းဘာမှမရှိဘူးဒါပေမဲ့လည်းနှစ်ခွဲကျမကလေးဆိုအခုစကားပြောတတ်တယ်ပေါ့နော်နှစ်ခွဲလောက်မှာသူတို့ကဘာသာစကားပေါက်ထက်လာတာလဲဆိုတော့သူတို့ကနှစ်မတိုင်ခင်ချင်းနှစ်အချိန်ထိသူတို့နားထောင်ခဲ့တဲ့အရာအများကြီးရှိတယ်ပေါ့နော်လူရဲ့အုံနောက်ဆိုတာ neuron ချိတ်ဆက်မှုနဲ့အများကြီးဆိုင်ပါတယ်ဒီလူကအုံနောက်ကောင်းတယ်မကောင်းဘူးနဲ့မဆိုင်မင်းနဲ့ပေါ့နော်သူက neuron ချိတ်ဆက်မှုဘယ်လောက်ထိများလဲသူနဲ့ချိတ်ဆက်မှုအများဆုံးရှိတဲ့အရာကိုမမိနိုင်စွမ်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကိုက listening များဘေးဟာကိုပို့ပြီးမှများလုပ်နေလဲကိုတနေ့တာကြည့်မယ်ကိုတနေ့တာထိဆက်ကိုနဲ့ထိဆက်မှုအများဆုံးကပါလဲပေါ့နော်အဲ့ဒါကိုတစ်ချက်လောက်စဉ်းစားစီချင်ပါတယ်ဒီကလေးငယ်လေးတွေကလည်းသူတို့ရဲ့ neuron ချိတ်ဆက်မှုကမိဘရဲ့နေ့စဉ်သူတို့ထိတိနေရတဲ့မိဘတွေရဲ့ဘာသာစကားမိဘတွေရဲ့စကားကိုနေ့စဉ်ကြားချင်းအဖြစ်သူတို့ရဲ့ neuron ချိတ်ဆက်မှုကအုံနောက်မှာအလုပ်လုပ်သွားပြီးတော့အတစ်ပြန်တည်ယူစရာမလိုအောင်သူတို့ရဲ့ဘာသာစကားဖြစ်လာတာဖြစ်ပါတယ်ဒီဟာတော့အင်မတန်မှအရေးကြီးတယ် tips number 1ပဲဖြစ်ပါတယ်ကဲဒါဆို tips number 2 number 2ကလည်း tips number 1နဲ့ပဲသက်ဆိုင်ပါတယ် tips number 2ကကြတော့လေ့လာပြီးသားစာတွေကိုပြန်ပြီးမှအသုံးပြုခြင်းပဲဖြစ်ပါတယ်အဲ့တော့သင်က listening နိုင်သွားပြီဆိုလို့ရှိရင်ဒီအဆင့်ကိုသွားနိုင်တယ်ပေါ့နော်တချို့ကအဲ့ဒီအဆင့်နံပါတ်1အဆင့်ကိုမသွားဘဲနဲ့ကိုနဲ့မရင်းနေတဲ့အစိမ့်လိုက်ကြီးရှိနေတဲ့ဒီဘာသာစကားကြီးကိုသွားပြီးမှလေ့လာတယ်သွားပြီးမှကြက်တဲ့ချိန်ကြတော့အရှိချက်အနောက်မိတ်တွေဖြစ်နေကြရတာဖြစ်ပါတယ်ဒါကြောင့်မလို့ number 1 listening အဆင့်ကိုသွားပြီးမှ number 2စာလေ့လာပြီးမှအသုံးပြုတဲ့အဆင့်ကိုသွားတင်ပါတယ်ကိုတင်ယူထားတဲ့ဘာသာစကားကိုပြန်ပြောပြန်အသုံးပြုတဲ့ချိန်မှာလည်းရှက်နေမယ်ဆိုလို့ရှိရင်ကတော့တန်းတိုင်ရောက်နိုင်မှာမဟုတ်ပါဘူးเนาะဟုတ်ပါပြီနောက်ဆုံး number 3 tips number 3ကကြတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုလေ့လာနေတဲ့ဘာသာစကားနဲ့ဝင်းရံနေအောင်ဖန်တီးရမှာပဲဖြစ်ပါတယ်ဥပမာကို Facebook သုံးနေဆိုလို့ရှိရင် Facebook မှာခိုးရဘာသာစကားလေ့လာလို့ရတဲ့ page တွေအများကြီးရှိပါတယ်အဲ့တော့ follow လုပ်ချင်အဖြစ်ကို Facebook သုံးတဲ့အချိန်တိုင်းအဲ့ဒီ page တွေကနေပြီးမှခိုးရဘာသာစကားကိုအမြဲတမ်းလေ့လာလို့ရနေမှာဖြစ်ပါတယ်အဲ့လိုလုပ်ချင်အဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေ့လာနေတဲ့ဘာသာစကားနဲ့ဝင်းနေနေအောင်လုပ်ရမှာပဲဖြစ်ပါတယ်ကဲဟုတ်ပါပြီဒီနေ့ကတော့ခိုးရဘာသာစကားပဲမဟုတ်ဘူးဘယ်ဘာသာစကားပဲဖြစ်ဖြစ်လေ့လာတဲ့အချိန်မှာလွယ်ကူကူနဲ့အမြန်ဆုံးပန်းတိုင်ရအောင်ဘယ်လိုလေ့လာရမလဲဆိုတဲ့ tips 3ခုကိုမျှဝေပေးခဲ့ပါတယ်အားလုံးပဲသဘောကျနေတဲ့ကြတယ်ဆိုလို့ရှိရင် like and share လေးအများကြီးလုပ်သားပေးဖို့အားလုံးကိုတောချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အညာ